အခုတို့လုပ်ငန်းရှင်တိုင်းရဲ့ပြဿနာကဘာလဲဆိုတော့ဝန်ထမ်းတွေဘာလုပ်ခဲ့လဲဆိုတာကိုပဲအမြဲတမ်းသိကြရပါတော့တကယ်ကြီးကိုဘာရလက်ထွက်ခဲ့လဲနောက်ပြီးရင်ဘယ်လို decision တွေလိုအပ်ခဲ့လဲအဲ့ report တွေကိုဖတ်ရတဲ့အခါဘယ်ချက်တွေကအရန်စိတ်ပြတ်ဖို့ကောင်းတာလဲပွင့်လင်းပြောရင်သူက meeting ခေါ်ဖို့တော့ကြောက်တယ်လို့ပြောလို့ရတယ်ဒီ report ထဲမှာပေါ့နော် result မမြင်ရတဲ့အတွက်ပြင်မှာဘယ်လိုပြဿနာတွေဖြစ်ခဲ့ဘူးလဲအခုတို့ကကြီးညာရေး program ကြီးပွင့်လုံးပြောရင်တစ်လလုံးမှာ booking ပြည့်နေပြီဒါပေမဲ့ तू ကကိုတွေကိုအဲ့ဟာအသိမပေးအချက်တွေကုန်တယ် oral လက်ခံလို့မရ oral ရွှေ့ရတယ် management charge decision အကုန်လုံးကလည်း ground နဲ့မကိုက်ရင်တော့ချက်မှုများ reporting မကောင်းလေကိုယ့်ရဲ့လုပ်ငန်းကိုပို့ပြီးတော့ဆွဲချလို့ဖြစ်နိုင်တယ်ဒီနေ့အဲ့ပြဿနာကို AI နဲ့ဘယ်လိုမျိုးဖြေရှင်းခဲ့လဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးကြပါမယ်ဆရာအားလုံးပဲမင်္ဂလာပါအပတ်စဉ်တောက်ကြနေလဲရောက်နေပြီဆိုတော့ကျွန်တော်တို့ရဲ့ The Calling Podcast ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့သိမ့်မင်းနိုင်ပါကျွန်တော် Calling Consulting မှာ marketing ဘိုင်းကိုတာဝန်ယူပြီးလုပ်နေပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါကိုသိကျွန်တော်တို့ဒီ The Calling Podcast ဆိုတဲ့ podcast အကြောင်းလေးကိုကျွန်တော်တို့ series ကိုတခါမှမကြည့်ဘူးတဲ့လူတွေအတွက်ပြောပြပေးပါအောင်ဆရာအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကအောင်ပိုင်းပါကျွန်တော်က AI နဲ့ marketing and training ပေးခဲ့တာအခုဆိုရင်တနင်္လာရောက်1000ကျော်ပြီပေါ့နော်အခုနောက်ပိုင်းမှာကျွန်တော် The Calling Podcast ဆိုတဲ့အရာကိုကျွန်တော်စလုပ်နေပေါ့နော်အဲ့ဒါ The Calling Podcast ဆိုတာကျွန်တော်ရဲ့ဒီ business မှာကြုံတွေ့ခဲ့တဲ့အခက်အခဲတွေနဲ့နောက်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ရဲ့တင်နန်းတာလုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ပြီးတော့သူတို့ရဲ့အခက်အခဲတွေ learning တွေပြီးတော့သူတို့ကြော်ဖြတ်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ကပွန့်လင်းဆွေးနွေးထားမယ့် podcast တွေတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဆိုတော့ဒီနေ့ဆွေးနွေးကြမယ့်အကြောင်းအရာလေးอ่ะပေါ့နော်လုပ်ငန်းရှင်တယောက်အနေနဲ့ဒီ manager တွေရေးတဲ့ report ကိုဖတ်ရတာပေါ့နော်နေ့စဉ်လုပ်ငန်းရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုပေါ့နော်အဲ့ report တွေထဲမှာအလုပ်တွေအများကြီးလုပ်ထားတာကိုရေးထားပေမဲ့တကယ်ဘာရလက်ထွက်သွားလဲဆိုတာဘာတွေပြီးသွားလဲဆိုတာကိုမသိရတဲ့ပြဿနာကိုလုပ်ငန်းရှင်တွေအများစုကကြုံနေရပါတယ်ဆရာဒီနေ့အဲ့ပြဿနာကို AI နဲ့ဘယ်လိုမျိုးဖြေရှင်းခဲ့လဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးကြပါမယ်ဆရာအခုတို့လုပ်ငန်းရှင်တိုင်းရဲ့ပြဿနာကဘာလဲဆိုတော့ဝန်ထမ်းတွေဘာလုပ်ခဲ့လဲဆိုတာကိုပဲအမြဲတမ်းသိကြရပါတော့အဲ့လိုမျိုးဖြစ်နေတယ်တကယ်ကြီးကိုဘာရလက်ထွက်ခဲ့လဲနောက်ပြီးရင်ဘယ်လို decision တွေလိုအပ်ခဲ့လဲပြီးတော့ရင်ဒီအရေးကြီးဆုံးကဘာလဲဆိုတော့ report ဘောနော်ဒီ report ဆိုတာ communication တစ်ခုအနေနဲ့သူတို့ကမမြင်မဲနဲ့သူတို့ရဲ့ daily job တစ်ခုအနေနဲ့မြင်နေပါတော့အဲ့ဟာကြီးပြဿနာပါနော်အဲ့ဟာကြီးပြဿနာလို့ကိုမြင်တယ်ပြောချင်တာကဘာလဲဆိုတော့အများစုကကျွန်တော်ဒါလုပ်ခဲ့ပါတယ်ဟိုကလုပ်ခဲ့ပါတယ်နော်အဲ့လိုတွေပဲသူတို့ပြောတာများတယ်အဲ့ဒါဆိုတဲ့အချိန်မှာကျတော့လုပ်ငန်းတစ်ခုအနေနဲ့ချိတ်ဆက်မှုတွေအားနေသွားတယ်အဲ့ဒီနောက်ပိုင်းမှာအခုဆုံးဖြတ်ချက်ချဖို့လိုအပ်တဲ့အရာတွေကဆုံးဖြတ်ချက်မချခဲ့ဖြစ်ခဲ့တာရှိတယ်ဒါမှမဟုတ်ဆိုရင်လုပ်ငန်းတစ်ခုရဲ့အစိတ်အပိုင်းတွေချိတ်ဆက်မဲ့အရာတွေမှာချိတ်ဆက်မှုအားနေတာရှိခဲ့ပေါ့နော်နောက်ပိုင်းကျရင်ခံရတာတော့လုပ်ငန်းရှင်တွေပဲအဲ့ဒီအချက်လက်လေးကိုအကိုရဲ့တကယ် manager တွေကိုဘယ်လို training ပေးနေလဲAI နဲ့ဘယ်လို training ပေးခဲ့လဲဆိုတဲ့အကြောင်းရင်းကိုဒီဗီဒီယိုမှာဝေမျှပေးတော့မှာဖြစ်ပါတယ်ရန်စိတ်ဝင်စားဖို့ကောင်းတဲ့ topic တွေတစ်ခုပါဆရာဆိုတော့လက်ရှိပေါ့နော်ဆရာရဲ့လုပ်ငန်းမှာ manager တွေရေးနေတဲ့ report မှာပေါ့နော်ဘာပြဿနာအများဆုံးဖြစ်နေရလဲဒီဆရာ manager တွေညအတိုင်းပို့ပေးတဲ့ report မှာပြဿနာဘာလဲဆိုတော့ activity list report ဖြစ်နေပေါ့နော်အဲဒါဆိုဥပမာကျွန်တော်တို့ interview ဘယ်နှစ်ယောက် view ခဲ့ပါတယ် job post ဘယ်နှခု share ခဲ့ပါတယ်နော်အဆုံးပေါ့အဲ့ဒါဆိုတော့သူတို့လုပ်ခဲ့တဲ့အရာတွေကိုတန်းစီပြီးရေးခဲ့တာပေါ့နော်အဲ့ဒါဆိုတော့ activity report ဖြစ်နေပြီးတော့တကယ်ကို management အတွက်ကို management report မဖြစ်နေဘူးအဲ့ဒါဆိုတဲ့အချိန်မှာကျတော့တကယ်ကိုဖြစ်တဲ့နာကတော့တကယ်ကို outcomes ပေါ့နော် result တစ်ခုပါလာရမယ်ကျွန်တော်တို့ဥပမာဒီ job post share ခဲ့လို့ CV ဘယ်နှခုဝင်ပါတယ်ပေါ့နော်အဲ့ဒါဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါနောက်တစ်ခုကကြတော့ decision လိုအပ်တဲ့အရာတွေကိုလည်းပွင့်လင်း report ထဲမှာရေးတင်တယ်ပေါ့နော်ဘာလို့ဆိုတော့အများစုက decision တော့လိုနေတယ်ရတယ်တွေးမှပဲမင်းမယ်ရတယ်အဲ့ဟာကအရေးမကြီးသေးဘူးအဆင်ပြေလို့ဖြစ်ရှင်းထားမယ်ဆိုတဲ့ဟာကအရင်များအဲ့ဒါဆိုတော့လုပ်ငန်းတွေကအဲ့လိုမျိုးတွေကြောင့်နှေးတယ်တခါကျရင်ပြဿနာကဘာလဲ follow up လည်းမလိုက်ကြဘူးပေါ့နော် manager အများစုက follow up လည်းမလိုက်ကြဘူးမသိရင်တော့ဒီလုပ်ငန်းရှင်ဒီ boss တွေနဲ့တစ်နေတယ်ဆိုတဲ့ပုံစံပြောတတ်ကြတယ်အဲ့ဒီကအရင်လွဲချော်မှုလို့မြင်တယ်ပေါ့နော်အဲ့ဒါဆို report မှာအဓိက decision တွေမပါဘူး decision လိုအပ်တာလည်းမပါဘူး follow up တွေလည်းမပါဘူး result တွေလည်းမပါဘူးဆိုတဲ့အချိန်မှာကြာတော့လုပ်ငန်းရှင်တယောက်ကအဲ့ဟာကိုဖတ်ပြီးတော့အေးဆိုပြီးတော့ဖြစ်သွားတာများတာပေါ့ပိုဆိုးတာတစ်ခုကကြတော့ management အခုနောက်ပိုင်းမြင်လာတာဗာလဲဆိုတော့သူတို့က meeting မခေါ်ရဲကြဘူး meeting မခေါ်ရဲကြဘူးအခုဆိုရင်ဖုန်းဆက်ပြီးတော့ပြောလိုက်တယ်အဲ့ဒီမှာဆုံးဖြတ်ချက်တစ်ခုရရင်မရအောင်ဆိုရင်သူတို့အဲ့ဒီမှာတစ်သွားတယ်အဲ့ဒါဆိုပွင့်လင်းပြောရင်သူက meeting ခေါ်ဖို့တော့ကြောက်တယ်လို့ပြောလို့ရတယ်
နော်အဲ့ဟာကတော်တော်ကြီးမားတဲ့ပြဿနာတွေပေါ့နော် အဲ့ report တွေကိုဖတ်ရတဲ့အခါပါပေါ့နော်ဆရာအနေနဲ့ဘယ်လိုခံစားရလဲပြီးကြတော့ဘယ်ချက်တွေကအရန်စိတ်ပြတ်ဖို့ကောင်းတာလဲပေါ့နော် ပွင့်လင်းပြောရရင်ဝန်ထမ်းကောင်းတွေအများကြီးရှိတယ်ဝန်ထမ်းတွေတကယ်ကိုအလုပ်ကြိုးစားတွေအများကြီးရှိတယ်စိတ်တဲ့ပိုင်းဆိုင်ရာလည်းကောင်းကြတယ်ဒါပေမဲ့ပြဿနာကသူတို့ဒီဟာကို communication channel တစ်ခုအနေနဲ့မစဉ်းစားဘူးဒါကိုသူတို့ရဲ့ daily to do တစ်ခုအနေနဲ့ပဲစဉ်းစားရဆိုတဲ့အချိန်မှာကြတော့စိတ်ပြတ်ဖို့ကောင်းလားဆိုတော့ yes တခါကြရင်တော့တိုးတက်မလာဘူးလို့ခံစားရပါတော့ပြောချင်တာသူတို့လုပ်ပေးတာပဲတန်းစီရေးပေးတော့ဒါသူတို့တွေမကောင်းတဲ့ဝန်ထမ်းတွေတော့မဟုတ်ကောင်းတယ်အရန်ကြိုးစားရဝန်ထမ်းဒါပေမဲ့သူတို့ဘာလုပ်ရမလဲမသိဘူးပြောချင်တာသူတို့စိတ်ပြတ်တာကတော့အဓိကသူတို့မတိုးတက်လာဘူးဆိုရင်ခံစားချက်ကတော့အကိုကိုစိတ်ပြတ်စေတာပေါ့နော်အဲ့ဟာကြီးဖတ်ပြီးတဲ့အချိန်မှာအကိုတော့အမြဲတမ်းတော့ပြင်ပေးတယ်ဝန်ထမ်းတက်တယ်ဆိုရင်တော့ပို့ပြင်ပေးရတယ်ဘာကြောင့်လဲဆိုတော့အကိုတို့ရဲ့ flow ကိုနားမလဲသေးဘူး culture နားမလဲသေးဘူးအဲ့ဟာလေးတော့အကိုတို့ကဖြည်းဖြည်းချင်းစပြင်ရတာပေါ့နော်ကိုတို့လိုချင်တဲ့ပုံစံအတိုင်းတော့ ဟုတ်ကဲ့ပါဆရာဆိုတော့ဒီ report ထဲမှာပေါ့နော် result မမြင်ရတဲ့အတွက်ပေါ့နော်ဒီပြင်မှာဘယ်လိုပြဿနာတွေဖြစ်ခဲ့ဘူးလဲအဲ့လိုမျိုးဖြစ်ခဲ့ဘူးတဲ့ဥပမာလေးပါလေးရှိလားမသိဘူးဆရာ report ထဲမှာတေချာမပါတဲ့ဆိုတဲ့အချိန်မှာကျတော့ပြဿနာအများကြီးဖြစ်တယ်ပွင့်လင်းပြောရမယ်ဆိုရင်အဓိက report ကောင်းကောင်းရှိမှလုပ်ငန်းတစ်ခုရဲ့ visibility ဆိုတာမြင်နေရပါတော့ဥပမာပြောပြရင်ဒီဝန်ဆောင်မှုကကျနေထားပါတော့နော်ကျနေတယ်ဒါပေမဲ့ report ထဲမှာကျတော့ तू လုတ်ခဲ့တာပဲထည့်ထားတယ်ဒါပေမဲ့ तू ကဥပမာ sales ကိုတာဝန်ယူထားရပေါ့ဒါပေမဲ့အဲ့ချိန်မှာပြဿနာအဲ့ဆို report ကြီးကလုံးဝကိုဖြစ်ပျက်ခဲ့တာမပါဘဲနဲ့ तू တကယ်လုပ်တဲ့ဟာတွေပဲပါတယ်ဆိုတဲ့အချိန်မှာကျတော့ communication gap ဖြစ်တယ်လုပ်ငန်းတစ်ခုရဲ့ visibility ကိုပြမနေဘူးလုပ်ငန်းတစ်ခုရဲ့လိုအပ်ချက်ကို तू ပြမနေဘူးဗောနော်အဲ့ဒါလုပ်ငန်းတစ်ခုရဲ့လိုအပ်ချက်ကိုမပြနေတဲ့ရွေကအဲ့မှာဘာဖြစ်လဲဆိုတော့ကိုတို့ကလုပ်ငန်းရှင်တယောက်အနေနဲ့က decision ချတဲ့အခါမှာလွဲတယ် example ခုနကပြောလို့မျိုးပေါ့အကိုတို့အဓိကပွင့်လင်းပြောရရင်တကယ်ဒီအများတန်းဖြစ်ခဲ့တာရာတခုဆိုရင်တော့အဓိက marketing လုပ်တာပေါ့အဲ့ဆို ground ကနေပြီးတော့ तू ကတော့ communication gap လေးရှိရဲဆိုတဲ့အချိန်မှာကျတော့ तू လုပ်ခဲ့တဲ့အရာတွေပြောတယ် aura နံပါတ်တွေပြောတယ်အဲ့ဟာတော့တင်ပေးထားတယ်ပေါ့နော်အဲ့လိုဆိုတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အကူတို့ကကြီးညာရေးပိုရမ်းမိပွင့်လုံးပြောရင်တစ်လလုံးမှာ booking ပြည့်နေပြီဒါပေမဲ့ तू ကကိုတွေကိုအဲ့ဟာအတိမပေးအဲ့ဒါဆိုတဲ့အချိန်မှာကိုတွေကမသိပဲ set run ကြီးညာ run လေအဲ့မှာ budget တွေကုန်တယ် aura လက်ခံလို့မရ aura ရွှေ့ရတယ်အဲ့ဒါဆိုတဲ့အချိန်မှာကျတော့ဘယ်လိုမှမကောင်းအဲ့ဒါဆိုတော့ bonus တွေလည်းမရကြဘူးလုပ်ငန်းကလည်းလက်ခံလို့မရဘူးနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကြီးညာ budget တွေကလည်းကုန်တယ်ပြောချင်တာဘာမှမကောင်းအဲ့ဒါဆိုတော့လုပ်ငန်းတစ်ခုရဲ့ဒီ cash flow ကိုထိခိုက်နိုင်တယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ blind spot တွေကိုမတွေ့နိုင်ဘူးเนาะမမြင်ရတဲ့အရာတစ်ခုကိုဥမာ customer တွေကဒီလိုတောင်းဆိုထားတယ်ဥမာပြောပြရနော်အဲ့လိုမျိုးဆိုတဲ့အချိန်မှာသူတို့အဲ့လိုမပြောဘူးအဲ့ဟာလည်းမပြောဘူးဒီတိုင်းပဲ report လဲဒါတွေသူတို့နေ့တိုင်းဒါတွေလုပ်ခဲ့တဲ့ဆိုတဲ့ဟာကို copy paste data လုပ်ခဲ့တယ်ဆိုတဲ့အချိန်မှာကျတော့လုပ်ငန်းကတိုးတက်လောက်မတိုးတက်ဘူးနှေးနိုင်တယ်ဒါပြဿနာရှိတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ပြဿနာတွေကိုကစောစောစီးစီးမတွေ့နိုင်တဲ့ပြဿနာတွေဖြစ်တယ်အဲ့ဒါဆိုသူတို့ကမပြောဘူးဆိုတော့ကိုယ်လည်းမသိဘူးကိုယ်လည်းမသိဘူးဆိုတဲ့အချိန်မှာကျတော့ management decision ချတယ် management decision ချတဲ့အချိန်မှာအဲ့ management ချတဲ့ decision အကုန်လုံးကလည်း ground နဲ့မကိုက်ညီဘူးဆုံးရှုံးမှုအများများမှန်ပါတယ်ဆရာဆိုတော့ဒီဆရာရဲ့လုပ်ငန်းမှာပေါ့နော်လက်ရှိ manager တွေကိုဒီ reporting ဘိုင်းနဲ့ပတ်သက်ပြီးတော့ဆရာလိုချင်တဲ့ framework တစ်ခုရအောင်ဆရာအနေနဲ့ AI နဲ့ဘယ်လိုမျိုး train ပေးခဲ့လဲကိုယ်တိုင် train ပေးခဲ့တာလားပေါ့နော်ဒီကရေးကြည့်တာတဲ့ AI နဲ့လုပ်မယ်ဆိုရင်လည်းကိုရေးကြည့်တာဘယ်သူ့ကိုတင်ပြမှာလဲဆိုတော့ရေးကြည့်ရအများစုရဲ့ပြဿနာကကြတော့သူတို့အမြင်မှာသူတို့ဘာလုပ်ခဲ့လဲဆိုတော့တန်းစီရေးတာဆိုတဲ့အချိန်မှာကျတော့အကယ်၍ကိုက CEO တင်ပြမယ်ဆိုရင်လည်း AI နဲ့ငါ CEO တင်ပြမယ်နောက်တစ်ခုကဘာလဲဆိုတော့အဓိက CEO အတွက်ကိုအရေးကြီး information တွေကိုကိုရ AI ကိုပြောပြမရပြောချင်တာကဘာလဲဆိုတော့အဓိကလုပ်ငန်းရဲ့ context ပေါ့ကိုလုပ်ငန်း context တွေထည့်ရေးပြရမယ်ဒါတရားလုံးသိကြတယ်လုပ်ငန်း context ဆိုတော့လုပ်ငန်းရဲ့အကြောင်းဘာဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေထည့်ရေးရမယ်ပြီးတော့အရေးကြီးတာနှစ်ခုပေါ့နော်အဲ့ဟာအဓိက decision လိုတာရှိမယ်နောက်တစ်ခုက follow up လိုအပ်တာရှိမယ်အဲ့ဟာတွေကိုတခါတည်း report တွေမှာထည့်တောင်းတင်တယ်ပုံစံပြောရရင်ကိုကတော့မကြသေးခင်ကိုရဲ့ manager တယောက်ကို training ပေးခဲ့တာရှိတယ်အဲ့ဟာကတော်တော်ကြီးအများကြီးကောင်းပြောင်းလဲသွားပြီဘာကြောင့်ပြောင်းလဲသွားလဲဆိုတော့အခုဖတ်ချင်တဲ့အရာတွေပဲအခုဖတ်ပြောချင်တာနေ့တိုင်းသူတို့ဘာလုပ်ခဲ့တယ်ဘာကိုတွေးရှိခဲ့တယ်ဘာတွေဖြစ်ပျက်နေတယ်အဲ့အရင်ကြီးကြည့်เนาะအဓိက operation ဘိုင်းဆိုပိုရေးကြည့်ရအောင်เนาะဘာလို့ဆိုတော့ ground မှာဘာတိတိကျကျဖြစ်နေလဲအဲ့ဟာဆိုတော့အကယ်၍ဒါ aura ကြီးကျနေတာလားဒါမှမဟုတ် aura ကြီးတက်နေတာလားဒါမှမဟုတ်ဆိုရင်ဘယ် aura ကြီး attention လိုတာလဲဒါမှမဟုတ်ဆိုရင်ဘယ်အရာတွေကဖြည့်ရှင်းပေးဖို့လိုတာလဲအဲ့လိုမျိုးရေကိုကတိတိကျကျတီးမှတာ management အနေနဲ့ decision ချတာပိုလွယ်လိမ့်မယ်ဒါမှမဟုတ်ဆိုရင်ပြဿနာကဘာလဲဆိုတော့ what's happening ဘာဖြစ်နေမှမသိဘူးဆိုတဲ့အချိန်မှာကျတော့အပေါ်ကနေပြောနေတာ chest ထိုးပြီးအပေါ်ကနေကိုကအကွက်တွေရွှေ့နေတယ်ဒါပေမဲ့ခက်တာမြေပြင်မှာအဲ့နဲ့ကိုင်းနေမှုမရှိအဲ့တော်တော်လွဲနိုင်တယ်
အဲ့ဒါဆိုတော့ကိုက AI ကို workflow ထဲထည့်ဖို့ကိုအကြံပေးခဲ့တယ်ကိုရဲ့ဟာတွေကို AI နဲ့ပြန်စစ်ပေါ့နော်အဲ့လိုပြောခဲ့တယ်နောက်တစ်ခုကကျတော့ကိုဘာလုပ်ဖို့ plan လုပ်နေလဲဆိုတော့အခု report နဲ့ပတ်သက်တာကို system လုပ်ဖို့ရှိတယ်အဲ့ဒါဆိုတော့ကိုရဲ့ report နော်အစုပ်ပလုပ်လေးကိုထည့်လိုက်တယ်ဆိုတာနဲ့ report ကောင်းကောင်းထွက်လာမယ်အဲ့လိုလေးပေါ့နော်ဒါပေမဲ့အရေးဆုံး context တွေတော့ထည့်ရအောင်နော် context တွေထည့်ရမယ်context တွေထည့်ဖို့ကပိုရေးကြည့်တာပေါ့ဟုတ်ကဲ့ပါဆရာဆိုတော့ဒီ AI နဲ့လုံးမဲ့ပေါ့နော် report system လေးကိုလည်းနည်းနည်းလေးပို့ပြီးတော့ရှင်းပြပေးပါအဓိကတော့ role base ဖြစ်မှာနော်အဓိက role base ဆိုတာအဓိကကိုလုပ်ငန်းရဲ့တာဝန်ယူထားတဲ့နေရာတစ်ခုထဲမှာရမယ်နံပါတ်1မနစ်ကကြတော့ဒီ context ကိုအလုံးလောက်မရှိဘူးဆိုရင်ပြန်မေးဖို့ AI ကိုပြောရပါဘောနော်ပြီးွားရေးဆိုရင်ဒီလက်ရှိအရာတွေကိုလုံးဝဒီ activity report ထပ်ကောကနော်ဘသူ့ကိုတင်ပြမဲ့ report ဆိုတာကိုအဲ့လိုမှန်းဖို့ကိုတခါ AI ကို train ချပေးထားရမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ noise တွေကို short ခိုင်းရမယ် noise တွေမလိုအပ်တဲ့စကားလုံးတုံးတွေနော်အဲ့ဒါတွေ short ခိုင်းရမယ်နောက်တစ်ခုရေးကြည့်တာပါဆို numbers ကအရေးကြီးတယ်နော်လုပ်ငန်းရှင်တွေအများစုသိကြတာ numbers ပေါ့အဲ့ number တွေကိုလည်းတကယ်ကို CEO ဟိုတော့၎င်းတကယ်ကို manager ရဲ့ focus လုပ်ချင်တဲ့ numbers တော့၎င်းအဲ့ဟာကိုတိတိကျအဲ့ဒီ AI system ကိုပြောပြမှာပေါ့အဲ့ဒီပါရှိပါ reporting နဲ့လက်ရှိဆရာရဲ့လုပ်ငန်းမှာဖြစ်ပျက်နေတဲ့ reporting system နဲ့ပတ်သက်ပြီးတော့အဲ့ဒီအတွေ့အကြုံတွေကနေပြီးတော့ဆရာအနေနဲ့ဆရာလုပ်ငန်းရှင်တွေအတွက်ပေါ့နော်ဘာသင်ခန်းစာလေးပေးခြင်းလဲမသိဘူးပြောချင်တာကတော့အရေးကြီးတာ reporting ကအရင်အရေးကြီးရယ် fix လုပ်ရမယ်လို့မြင်တယ်အများစုရဲ့ပြဿနာကဝန်ထမ်းတိုင်းရဲ့ပြဿနာကတခုဆိုရင် report မှာထည့်ရေးမယ်ဆိုတဲ့ပုံစံရှိရယ်အရေးကြီးတဲ့ပြောချင်တာ fire ဒီကက်ကိုဒီမီးလောင်နေတဲ့အရာကိုလည်းမီးလောင်နေပြီဆိုတော့သူက report ထဲမှာထည့်ရေးမယ်လို့သူကစဉ်းစားထားတယ်။ဘာလို့ဆို report ထဲမှာထည့်ရေးခိုင်းနေဆိုတဲ့ပုံစံပေါ့။အဲ့ဒါဆိုတော့ပြောချင်တာဒီကက် emergency case တွေဆိုရင်ချက်ချင်းပြောရမယ်။အဲ့လိုမျိုးတင်ပေးရတယ်နော်။အခုခေတ်မှာပြဿနာကအဲ့လိုမျိုးတိတ်မသိဘူးပေါ့နော်။မသိတဲ့လူတွေအများကြီးရှိတယ်။နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ reporting တကက်သင်ခန်းစာအနေနဲ့ပြောရမယ်ဆိုတော့ reporting မကောင်းလေကိုယ့်ရဲ့အတင်းနဲ့ကိုယ်နဲ့ကြားမှာ communication gap ပို့ရှိလေအဲ့လိုပို့ရှိလေကိုယ့်ရဲ့လုပ်ငန်းကိုပို့ပြီးတော့ဆွဲချလေဖြစ်နိုင်တယ်အဲ့ဒါဆို reporting ဆိုတာကျွန်တော်တို့အနေနဲ့တကယ်ကို daily to do လို့မဟုတ်ဘူးဆိုတာကိုလုပ်ငန်းရှင်တွေအနေနဲ့ကပြီးတော့ဒီဝန်ထမ်းတွေကို train လုပ်ပေးထားဖို့အရင်ကြီးကြည့်တယ်နံပါတ်1နံပါတ်2ကကြတော့ဘာလဲဆိုတော့ဒီ decision needed မဟုတ်လားနောက်ပြီးတော့ follow up လိုအပ်မဲ့ကိစ္စတွေကိုလုံးဝကိုမဖြစ်မနေ report ထဲမှာထည့်ရမယ်ဆိုတာပြောအောင် ground ကမပြောဘူးဆိုရင်အထက်ကလည်းမသိဘူးလေနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ report ထဲမှာ report ရဲ့ပြဿနာနောက်တစ်ခုကဗာလဲဆိုတော့အကယ်၍ attention ရစေမဲ့အရာတွေကလုပ်ငန်းရှင်တွေမသိဘူးဆိုရင်လုပ်ငန်းရှင်တွေကြာရှုံးနာနဲ့ပိုနီးစက်နိုင်တယ်ပေါ့နော်ပြောချင်တာအဲ့ဒီချို့ချက်လက်လေး report ထဲမှာထည့်မရဘူးကိုရီလည်းမပြောဘူးဒါပေမဲ့တကယ်ကြီးအဲ့ဟာကြီးကတကယ်အကြီးမားတဲ့ root cause တစ်ခုဖြစ်နိုင်တယ်ဆိုရင်အဲ့ဒီနောက်ပိုင်းမှာလုပ်ငန်းအတွက်ထိခိုက်မှုအများကြီးဖြစ်နိုင်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့ဒီ reporting အနှစ်သာရကဝန်ထမ်းနဲ့အလုပ်ရှင်နဲ့ဒီခါလေလိုမျိုးခိုင်ညီနေအောင် overall focus လုပ်ရမယ့်ဟာဖြစ်တယ် reporting ကို communication channel တစ်ခုလို့ communication လုပ်တဲ့အရာတစ်ခုလို့အခုတော့မြင်မှာရနော်အဲ့ဒါဆိုအကေ၍ဒါ reporting ကောင်းကောင်းမရှိတဲ့ company တွေဆိုရင် reporting ကိုစ fix လုပ်စေချင်တယ်ကေ manager တွေကိုအတင်းမှာလည်းလုံလောက်တဲ့ဝန်ထမ်းတွေရှိရဆိုရင်နှစ်ခု fix လုပ်ချင်တယ်တစ်ခုကကြတော့ to do list ပေါ့နော်ဘာလုံးမှာလဲတီးကြကြပေါ့နော်အဲရင်းကြီးနောက်နှစ်ကကြတော့ခုန report ပေါ့ဘာလို့လဲဆိုတော့ to do ကို fix လုပ်တဲ့ရွယ်ချက်ကလည်းဒီက management နဲ့ align ဖြစ်အောင်ပေါ့နော် management ကတကယ်ကို manager ရဘာလုပ်နေလဲဘာအရေးကြီးတဲ့ task တွေကိုဆောင်ရွက်နေလဲဆိုတာတိမှတာဒီလုပ်ငန်းရှင်တွေနဲ့ကလည်းဘယ်လိုတွားတင်လဲဆိုတာသိကြပြောရလိမ့်မယ်နော်အဲ့ဒါဆိုတော့ reporting ရော to do ရောကို fix လုပ်တယ်ဆိုရင်တော့ကိုယ်လုပ်ငန်းရဲ့ grow ဖြစ်တဲ့အရာကိုအများကြီးအရှိန်မြင့်ပေးမယ်လို့ကိုယုံကြည်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့် Friday နေ့မှာပြန်ပြီးတော့ဆုံကြပါမယ်โอเคပါအားလုံးအခုလိုကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် Friday ပြန်ဆုံကြပါမယ် see you